Hi guys အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကျွန်တော်ဆက်မှတ်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကနေ gamer ညီကိုတွေအတွက်အသိပေးခြင်းနဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်အဲ့ဒါတော့ W မှာရှိနေတဲ့ MFB player ညီကိုတွေအားလုံးအတွက် W Champion ဆိုတဲ့ tournament လေးတစ်ခုကျွန်တော်စီစဉ်ပေးထားပါတယ်ကျွန်တော်ရဲ့ W Champion ဆိုတဲ့ tournament လေးမှာပါဝင်ခြင်းနဲ့အသင်းတွေအနေနဲ့ကတော့အခုဖော်ပြလာတဲ့ W Champion ဆိုတဲ့ page နဲ့ကျွန်တော်ရဲ့ Lawson ဆိုတဲ့ Facebook account တို့မှာ22ရက်3လ2025ရက်ကနေစပြီးတော့29ရက်3လ2025ရက်နေ့အထိ register စီရင်ပေးသွင်းနိုင်မှာဖြစ်ပါတယ်။ပါဝင်ခြင်းနဲ့အသင်းအနေနဲ့ကတော့အသင်းတစ်သင်းကိုမြန်မာငွေကျပ်2000ကျပ်နဲ့ပါဝင်နိုင်မှာဖြစ်ပါတယ်။အသင်းတစ်သင်းမှာဆိုရင်တော့အနည်းဆုံး player 9ယောက်ကနေအများဆုံး player 9ယောက်ထိပါဝင်နိုင်မှာလည်းဖြစ်ပါတယ်။ကျွန်တော် tournament လေးရဲ့စုကြီးအနေနဲ့ကတော့အသင်းများများသလိုရရှိမှဖြစ်တဲ့အတွက်ကြောင့်မလို့စုကြီးများကို28ရက်3လ2025ရက်နေ့မှသာတည်လင်းကြေညာပေးသွားမှာဖြစ်ပါတယ်။ကဲညီကိုတို့ရဲ့ lesson အနေနဲ့2025ရဲ့အကောင်းဆုံး W Champion အသင်းတင်ကိုဟောတော့ပြီးမဲ့ပွဲလေးဖြစ်လို့ gamer ညီကိုတွေအားလုံးဒီ tournament လေးမှာပေါင်းချင်ကြဖိတ်တယ်ဒီကိုအနေနဲ့ W Champion တန်ပွဲရဲ့သိသိချက်လက်တွေဂိမ်းရိုက်လက်တွေနဲ့ပွဲစဉ်အားလုံးကိုတိုက်ရိုက်လိုက်ကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ W Champion ဆိုတဲ့ page လေးကို follow လေးလုပ်ထားဖို့မမေ့နဲ့နော်အခုလိုကျွန်တော်ရဲ့ video လေးကိုအဆုံးကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်